ပဲတရားလေးလိုရင်အာယုံပြုပြီးနာယူကြမယ်ဗျဒီနေ့သာသနာတော်နှစ်2543ခုကောဇာတက္ကရာ1360ခုနှစ်တည်င်းကျော်လာပြီနှစ်1999ခုနှစ်အောက်တိုဘာလ24ရက်တနင်္ဂနွေနေ့ညနေအချိန်ရန်ကုန်တိုင်းရန်ကင်းမြို့နယ်15ရပ်ကွက်2ကျိတ်ရှိစုဓမ္မာယုံကြီးအတွင်း၌ဝါတွင်တရားပွဲအောင်ပွဲမင်္ဂလာအဖြစ်ဖြင့်ဓမ္မဒါနဓမ္မလက်ဆောင်အဖြစ်ဖြင့်ဟောကြားအပ်သောအတိမှန်ကန်ကိုဖို့ကြံတရားအတိမှန်တဲ့ပုဂ္ဂိုလ်တွေကိုဖို့ကြံကြတယ်အတိမမှန်တဲ့ပုဂ္ဂိုလ်တွေအပြန်ခီးမှာအခွန်ကြီးပြန်ကြတယ်ပေတဘုံလူတော်ကောင်းနေမှာသမ္မာဒိဋ္ဌိခေါ်ဆိုရတဲ့အတိပညာယရနာတစ်လုံးပိုင်ဆိုင်ထားပါတယ်ရရှိထားကြပါတယ်ပေတုပံဘုရားလည်းတဘုရားလုံးသုံးလို့မကုန်အထိန်အသိမ်းကောင်းရဲ့နိဗ္ဗာန်ရောက်သည့်အထိသုံးမကုန်နိုင်တဲ့သမ္မာဒိဋ္ဌိပညာယရနာတစ်လုံးပိုင်ဆိုင်ထားတယ်ဒါကြောင့်ကိုယ့်ကိုယ်ကြအောင်ယူနိုင်ကြပါတယ်ပညာယပရိသုဇတိပညာယဟိုတွေ့ဒီတွေ့ကင်းစင်ဝိရအတွင်းမှန်ကန်အတိညာဆိုတဲ့ပညာတရားဖြင့်ပရိသုဇတိအတိမှန်ကန်ကိုဖို့ကြံ၍ဧကံမသွေတန်ရှင်းရပါပေတည်းမိမိတို့ရထားတဲ့အထုတ်ကြီးရအိုထုတ်ကြီးပြနာထုတ်ကြီးပြတေထုတ်ကြီးပြတရားအထင်လွတ်တော်ကိလေသာအပူပါရောထွေးပြီးထမ်းရတဲ့အပူထုတ်ကြီးရထားတာဗျခန္ဓာထုတ်ကြီးဆိုတာကအထိမ့်ပဲကင်းမဲ့စွာလေးလံစွာထမ်းထားဖို့ရတာလည်းမဟုတ်ရလာတာလည်းမဟုတ်ဘူးဗျသူနှိမ့်စေတဲ့မြတ်ခေါင်းငုံခံနေဖို့ရလာတာလည်းမဟုတ်ဘူးဗျခန္ဓာဟာအသုံးချဖို့သာဖြစ်တယ်ဗျသို့တော့အသုံးချတတ်တဲ့ပုဂ္ဂိုလ်များသာအသုံးချနိုင်တယ်အသုံးချနိုင်တဲ့အစွမ်းရှိသောပုဂ္ဂိုလ်များသာခန္ဓာကိုအသုံးချနိုင်ကြပါတယ်အသုံးချနိုင်တဲ့အစွမ်းမရှိတဲ့ပုဂ္ဂိုလ်တွေတော့ခန္ဓာကိုလေးလံစွာထမ်းထားကြရပါတယ်ခန္ဓာကနှိမ့်ဆက်တဲ့များလဲကောင်းငုံပြီးတော့ခံနေကြရပါတယ်မိမိတို့မှာတော့ဘုရားသာသနာတော်မြတ်ကြီးရထားတဲ့အသိဉာဏ်ပညာမှန်ကန်တဲ့ဉာဏ်မျက်လုံးကြောင့်ခန္ဓာကိုကိုယ်ဖို့ကြံတဲ့တရားဆောင်အားများနဲ့လဲလဲပြီးတော့အသုံးချနိုင်ကြတယ်ကြလူလောကမှာဖို့သုံးဖို့ရှိတယ်တိခန္ဓာစုမြေကျွေးဖို့နိပစ္စည်းစုထိုက်သူဖို့သုံးတရားစုမိမိဖို့တဲ့ဖို့သုံးဖို့တိခန္ဓာစုမြေကျွေးဖို့ခန္ဓာကိုယ်ကြီးကိုကိုယ်ကကျွေးရုံလေးသာကျွေးတယ်တောင်းတမြအကုန်ပေးတယ်သူ့ပြန်ခိုင်းရမှာကြတော့တနာပြီးတော့ညာပြီးတော့နေတယ်အဲ့ဒါခန္ဓာစုတာခန္ဓာစုတာဘာလို့ဖို့လဲဆိုတော့ပါဇက်ကတော့မပြောဘူးတရားသဘောကသူ့ဟာသူအဖြစ်ထုတ်တယ်မြေကျွေးမလို့နောက်တဲ့မြေကြီးတိုးအောင်မြေကျွေးမလို့ခန္ဓာစုတာနိပစ္စည်းစုထိုက်သူဖို့ခန္ဓာကြီးတော့ပစ္စည်းရလဲရှားရဖွေရစုရဆောင်းရတယ်ခန္ဓာကကိုယ်ခန္ဓာတစ်ခုတည်းကမဟုတ်ကိုယ်နဲ့ပတ်သက်တဲ့ခန္ဓာတွေကလည်းအများကြီးဆိုတော့ခန္ဓာကိုယ်လိုတော်သုံးချဖို့ပစ္စည်းဥစ္စာလည်းပဲရတယ်လို့ရှားဖွေစုဆောင်းကြရတယ်တိုးတော်ပစ္စည်းဆိုတာကကိုယ်လက်ထဲရောက်တာနဲ့ကိုယ်ဟာလို့ပြောလို့မဖြစ်သေးဘူးစကားအနေကတော့ပြောလို့ဖြစ်တာပေါ့တရားအနေနဲ့ပြောလို့မရသေးဘူးစကားကတော့ပြောကြတာပဲကိုယ်လက်ထဲရှိတာကိုယ်ဟာပေါ့ကိုယ်ရှာတာကိုယ်ဟာပေါ့ကိုယ်အိမ်မှာရှိတာကိုယ်ဟာပေါ့ဒါစကားအနေနဲ့ပြောကြတာကိုတရားအနေအချင်းတော့ကိုယ်ဟာအစ်စ်တွေမဟုတ်ဘူးကိုယ်အိမ်မှာရှိပေမဲ့ကိုယ်ဟာအစ်စ်မဟုတ်ဘူးကိုယ်လက်ထဲရှိပေမဲ့ကိုယ်ဟာအစ်စ်မဟုတ်ဘူးဆိုင်ယုံလေးသာဆိုင်တာပိုင်တာမဟုတ်ကိုယ်ဟာဒီမဟုတ်လို့ပဲတခါတရားတစ်ခုခိုးသွားပျောက်တယ်ဗျတခါတရားမီးတဲ့ပါသွားကုန်တယ်ဗျဒါကြောင့်ကိုယ်ဟာမဟုတ်ဘူးတဲ့သူကဘုံဆိုင်ပစ္စည်းကိုယ်နဲ့တိုက်တန်တယ်လို့လည်းသုံးခြင်းသုံးရမှာပေါ့ရဟန်းသူမျိုး၅ပါးလည်းဥခြင်းလည်းဥသွားမှာပေါ့ဒီပြင်ထိုက်တဲ့ပုဂ္ဂိုလ်တွေသုံးခြင်းလည်းသုံးသွားမှာပေါ့နောက်ပဲဆိုတော့မိမိဘဝတစ်ခုရဲ့ကန့်တတ်ခြင်းလေးရှိသွားတဲ့အခါကြံတဲ့လူတွေဝေသုံးကြမှာပေါ့ဗျာ
ဒါကြောင့်ပစ္စည်းစုထိုက်သူဖို့ထိုက်တဲ့ပုဂ္ဂိုလ်တွေအတွက်ကိုယ်ကပစ္စည်းစုပေးနေရပါတယ်အဲ့ဒီအတိလေးရှိတော့လည်းတစ်မျိုးငြိမ်းချမ်းစွာနေတတ်တယ်ပေါ့ဗျာကိုယ်ပိုင်တရားတွေရအောင်ယူတတ်တယ်ပေါ့ဗျာတခါတည်းပစ္စည်းကိုတစ်ခုကခိုးသွားတယ်သူဟာသူယူသွားပြီဟဲ့သူလည်းဆိုင်တယ်ဆိုတော့သူလည်းယူသွားပြီဟဲ့တော်တည်းငါအတွက်ကိုယ်ပိုင်ခြံထားခဲ့လို့ကိုယ်ပိုင်ကဘာခြံထားခဲ့လဲဆိုတော့ဝိပဿနာစတဲ့ဆောင်းအားတွေပေါ့ဗျာတခိုးလက်ထဲရောက်သွားတဲ့ပစ္စည်းတွေကတရားတော်နဲ့အလှမ်းပြိုးတဲ့ကျွန်တော်တို့အခုတခိုးလက်ထဲရောက်နေတဲ့ခင်ဗျာအားတော့နာပါရဲ့ခင်ဗျာခမည်းရှာတော့ကကျွန်တော်တို့ကိုရှာတော့ကတော့တခိုးအတွက်ဝေစုမပါပါဘူးခင်ဗျာခမည်းအကုန်သုံးဖို့လို့ရှာတာပါဒါပေမဲ့ကျွန်တော်တို့ကပုံဆိုင်ဗျပြီးတော့ယုတ်တရားတွေအကြောင်းဖောက်ပြန်သူတို့ပြောင်းလဲနေကြရတာဗျဘယ်နေရာမှအမျက်နေလို့မရဘူးဗျဒါကြောင့်ပုံဆိုင်ဖြစ်လို့အခုကျွန်တော်တို့တခိုးလက်ထဲရောက်ပြီဗျရုပ်ရဲ့သဘောတရားအရာပြောင်းလဲမှုသဘောလဲပါတယ်ဗျဒါကြောင့်ကျွန်တော်တို့အနိစ္စလို့ခမည်းညာမျက်လုံးလေးရှိတာဖြစ်လို့ကျွန်တော်တို့တေးသေးချာချာလှမ်းကြည့်ပါခင်ဗျာပစ္စည်းဥစ္စာဆိုတဲ့ရုပ်တဘာဝတွေကမခိုင်မြဲမှုသဘောလေးကိုခမည်းဝိပဿနာဉာဏ်ပညာနဲ့အေးချာကြည့်ပါခင်ဗျအနိစ္စသဘောလေးပြနေပါတယ်ခင်ဗျဖြစ်ချင်တာမဖြစ်ချင်တာဖြစ်တော့ဒါဒုက္ခသဘောပါခင်ဗျကိုအလုံးမလိုက်အကျိန်မပတ်သူသဘောအတိုင်းဆောင်းနေတဲ့ဥစ္စာလေးတဲ့နတ္တသဘောတွေပါခင်ဗျဒါကြောင့်ကျွန်တော်တို့သစ္စာရှိပါတယ်ဗျာခင်ဗျပစ္စည်းရှာရရုံနဲ့အောင်ကျွန်တော်တို့တရားနဲ့လှမ်းပြီးလက်ဆောင်ပေးပါတယ်ခင်ဗျာဆိုတော့ပစ္စည်းပြောက်သွားတဲ့လူကဟဲ့တော်သေးတယ်ငါကိုယ်ပိုင်နေပေးထားခဲ့လို့သူယူသွားတာပုံဆိုင်နေယူသွားတာငါကိုယ်ပိုင်နေပေးခဲ့လို့တော်သေးတာပေါ့ဝိပဿနာဆိုတဲ့ကိုယ်ပိုင်နေပေးထားခဲ့လို့ငါတော်သေးတာပေါ့ပစ္စည်းပြောက်တာနိဗ္ဗာန်ရောက်ကြောင်းလို့လမ်းပြောင်းပြီးနှလုံးသွင်းတတ်တရားဗုဒ္ဓသာသနာနဲ့တွေ့ရတဲ့ပုဂ္ဂိုလ်များဗျာလောကဘာနဲ့တွေ့လို့အားရှိတာနဲ့မှမတူပါဘူးဗျ။အိုးတော့လည်းအားရှိတယ်ဗျ။နားရတာလည်းအားရှိတယ်ဗျ။တေတော့လည်းအားရှိရမှာပါဗျာ။ပစ္စည်းပြောက်သွားတာနောက်ကနှလုံးလေးတွေအေးလေးနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းအဖြစ်လမ်းကြောင်းပြောင်းယူတတ်တဲ့အာမတန်လို့အမှန်ကိုလျှော့ပြစ်တာမဟုတ်ဘူးဗျ။ဉာဏ်မျက်လုံးလေးတက်ကြည့်လိုက်တာ။နောက်ကလောင်ရမယ်အစားဒီအေးတဲ့တရားဆုံးအားကိုယူလိုက်တာဗျ။ဒါကြောင့်ပစ္စည်းစုထိုက်သူဖို့ထိုက်တဲ့ပုဂ္ဂိုလ်တွေစုပေးရတာသူများလက်ထဲရောက်သွားသူလည်းထိုက်တယ်လို့ရောက်တာသူလည်းထဲရောက်တာဘာပိုးဖို့လိုသေးလဲဗျကိုလည်းကိုထိုက်တယ်လို့တော့သုံးရမှာပေါ့ဗျသူရဲ့တဘောကကိုပစ္စည်းစုထိုက်သူဖို့သုံးတရားစုမိမိဖို့ဒါနဲ့လှုပ်တာပဲသူဖို့လေကိုဖို့ကြအောင်လုပ်ရတာကိုမိသားစုအချင်းချင်းကြွေးရတော့မှအလူဒါနဖြစ်အောင်ကြွေးပါအလကားတော့အကုန်မခံလိုက်ပါနဲ့ကိုဖို့ကျန်တာလေးတော့ယူထားဒီလိုကျင့်သုံးတာဘလို့ဖို့လဲကိုဖို့ကြအောင်ကျင့်သုံးရတာဥပုသ်ဆောင်တာပဲသူဖို့လဲကိုဖို့ကြအောင်ဆောင်သုံးရတာသမာဓိတို့အောင်ပွားများကြတာပဲသူဖို့လဲကိုဖို့ကြအောင်ပွားများအထောက်ကြရတာခန္ဓာရှိဉာဏ်မျက်လုံးဖွင့်ပြီးတော့မှစိတ်နဲ့အပူခွာပြီးရတာဝိပဿနာလောဘဘလို့ဖို့အာထုတ်ကြတာလည်းကိုယ်ဖို့ကြအောင်အာထုတ်ကြရတာတရားကြတော့တရားလာတာနဲ့ကိုယ်ပိုင်ဗျာကိုယ်ပိုင်အစစ်ဖြစ်သွားပြီဒါကြောင့်အတိမှန်မှကိုယ်ဖို့ကြံမယ်သာသနာမျက်လုံးတစ်ခုရထားတာကကိုဗျာအကုန်ထုံးဖောက်ကြည့်နိုင်တော့ကိုဗျာငြိအေးအောင်စွမ်းအားကိုရအောင်ယူတတ်တယ်ဗျဒါကြောင့်ခန္ဓာစုကမြေကျွေးရဒုက္ခအပုတိုးယုံတာခန္ဓာကိုယ်ကြီးကိုအလုံးလိုက်ပြီးတော့မှသူကိုမခိုင်းရတဲ့ပုဂ္ဂိုလ်တွေမသုံးရတဲ့ပုဂ္ဂိုလ်တွေခန္ဓာစုတဲ့ပုဂ္ဂိုလ်တွေဒုက္ခအပုဒ္ဒါတိုးမဲ့ပစ္စည်းစုမှုပုံဆိုင်ဟိုထိုက်သူသုံးကြပါပစ္စည်းကပုံဆိုင်ထိုက်သူတွေသုံးလိုက်မယ်ရှားတော့ရှားရမှာပေါ့ကိုမတာဝန်ရှိတာဟုတ်ဗျပစ္စည်းစုမှုပုံဆိုင်ဟိုထိုက်သူသုံးကြပါထိုက်သူတွေလက်ထက်ရောက်တော့လဲမပူပါနဲ့ဗျာတဲ့သာသနာမျိုးလုံးလေးတက်ပြီးကိုရလို့ယူလို့ဖြစ်တာလေးဆွဲတာယူထားလိုက်ပါဘယ်သူလက်ထဲရောက်သွားပြီဟဲ့မပူပါနဲ့ဘယ်သူကကျွေးယူသွားငါပြန်လဲမပေးဘူးဟဲ့ဆိုရင်လဲတရားနဲ့ငြိမ်းအေးစွာအဲ့ဒါငါလက်တွေ့ပြတာဟဲ့ငြိမ်းအေးစွာကိုယ်ပိုင်တရားလေးကိုဖို့ကျန်တာလေးတော့နှလုံးသွင်းချောချောလေးနဲ့ယူသားထားလိုက်အချင်းဝန်ခံပြီးတော့မှလောင်းမနေနဲ့ဒါပုံစံသူထားလို့သူသုံးတာဟဲ့ပြီးပြီပဲဗျတရားဆုံးအားလေးရသွားတယ်ဗျ
Pisi sumu bonsai hu thai tu tong java Animeye, timeye, amye chow yava Kanani pisi wusu ni yongli nero Angule mati, angule maya manyi edi Anile mata, anile maye, adile mata, adile maye debu Tulwa amama makan dawama mayube ya Animeye, timeye, amye chow yava Daya suma kubaya mocha say eva Ekolodana reload the Bokode Dilachen, the Bokode, the Mariu Badana, the Bavana Bomia, the Bokode, Gogo Jano say Arabo, Tayan Gobolo, Jan on Yumapima, and they let ye at the Yeko Naupa, the Yajaro Gogo Jami Sora, Shidla and Nidabi and the Yevi Ionese, Assembly on Nidabi, the Yamaba, Nide, Ionese in the Bandoya Balaya. Pasanji Chanda Malule Piodi, Pasanesi Navanoya, Poo, long the Iron Pisi Mutoka, Korea. Pisi Chanda Maludo, Deno, Tenda, Rabbit, I may busy the business in Navano, the Yarako, I show nothing Yaria. Tayan go by a picture on Yama. They are some Ayabi, so not do Amakan Town, you read, Miba Ayama Pin and Atu Pima, Pasambi, Wellomia, Atu Pima. Miba ayam appearing and a cake to a competition ma. Pasan be patient, Lumapin and a cake on to a competition ma. May Ananita, may Ananese Doka, Andrea Bumios only to a contabima, Kamu Kudo, Kobo Jana, Kamu Kudo, they are Elo, a shame what a good chile, Padona Kose, Nano Yara. Dayo and the layer at the Emeko Nauba, a deep man can Kobo Jan, a can say Chanda. Daya Gobrida Bondi, Ema Alu by Hopa Malaysia, but you are Ama de Leja, Lubua Lucana, Arekana Mahobe, Net to Yet Kanda, Araria, Lucana Maabu, Maalu de Amiara, ya, Lucan Nakanaga, Alo de Aya Nera, ya, Turua de Leshi de Ale Adi, Pirama Logarani Neria, Tayola de Aya Nera, Lubuaga. Don't add the Amia, look the Ayamia, Eddie Miada, Aya Miara, Eddie Miada, Lova, Mashopo, very cheated. Miavidi Miara, Hallelujah, Comiba. Allo Miara, go look at Lona, look yellow, look at the Yasensu Lada, look it. Go up, they are the young you look at it. They are Malay Atala, and they are bound to the Daro, Nazen, this house Jaya, Lemeria. Piashi, letting her look Jaya Maria. Kobo Jane and Aro Yujaya Maria Dali Lai Suja Meria Kanda Suka Yejuya Doka Aputo Yonda Isi Sumu Bonsai Hu Taitu Don Java Animeye Timeye Amye Chow Yava Daya Suma Kubaya Mocha say Eva Anileye Adeye Amye Kunapa Adi Mankan Gobo Jan Ikan se Chanda Kanda Suka Yejuya Doka Aputo Yonda Pisi Sumu Bonsai Hu Taitu Don Java Animeye Timeye Amye Chow Yava Daya Suma Kubaya Mocha say Eva Anileye Adeye Amye Kunapa Adi Mankan Obo Jan Ikan se Chanda Ayon Binyaya Hodu Didwikin se Wiwe Adi Mankan Adi Nyansore Binyadea Pien Bari Doza Diadi Mankan Kobo Janwe Eka Madwe Danshin Yababi Tati Saya
ကိုဖို့ကြံတဲ့တရားဆောင်အားကိုပြိတ္တပေါင်းသူတော်ကောင်းတွေဝမ်းမြောက်ဝမ်းသာရအောင်ယူပြီးတော့နေကြတယ်အခုလိုတရားပွဲဆိုတာမြန်မာပျော်ပွဲလို့ခေါ်တယ်ဗျာတကဘာလုံးဒီလိုပျော်ပွဲကမြန်မာမြေမာသာရှိတာဗျာတဏှာဤနှစ်နာရီအချိန်လေးတွေပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုဘုရားအာယုန်တရားအာယုန်နဲ့ထုံးစိတ်ပြီးတော့ပေးရတယ်ပျော်ပွဲကတကဘာလုံးဗုဒ္ဓသာသနာအပြည့်အစုံရှိတဲ့မြန်မာမြေမာသာပျော်လို့ရတဲ့ပျော်ပွဲဗျာဒါကြောင့်လည်းမြန်မာနှလုံးသားဟာအများအပြားရင်းချက်ကြတယ်ဗျလိမ္မာရင်းကြီးကြတယ်ဗျစွမ်းအားရှိကြတယ်ဗျခံနိုင်မှုတတ္တိစွမ်းအားတွေရှိတယ်ဗျအာယုန်လေးစီအစဉ်ပြေအောင်နေတတ်တယ်ဗျလူစရာအပူတော်တဲ့နေရတာကိုယ်တဏ္ဍာမှာကိုအဝိဇ္ဇာတဏှာကျိုးနှချောင်းနဲ့အပူတွေကပါလာပြီးသားကြီးလေဆိုးလေကြီးလေတိုးလေပဲအပူတော်တဲ့နေကြရတာဗျအဲ့လိုအပူတော်တဲ့နေကြတဲ့အခါမှာတရားဆောင်အမရှိသူတွေသာသနာနဲ့မတွေ့သူတွေကြတော့ငိုစရာတလာသမ်းပါစီဟဲငါတော့ငိုပြစ်လိုက်စမ်းမယ်ဒုက္ခဆိုသူကအရှုံးပေးစရာလို့ထင်ထားတာကိုဗျဒုက္ခဟာလက်မြောက်စရာအရှုံးပေးစရာငါတော့အာမတန်မှန်လျှော့ပြီးတော့နေလိုက်မယ်ဒုက္ခကိုတော့ငါမတူတော့ဘူးစိတ်ညစ်စရာတလာသမ်းပါစီဟဲငါတော့အရက်ကိုတောက်ပြစ်လိုက်စမ်းမယ်ဟောဗျဒုက္ခဆိုရင်လက်မြောက်စရာလို့ပဲသူကခံယူထားတယ်စိတ်ရှုပ်စရာတလာသမ်းပါခြင်းငါအစိတ်ကိုတော့တတ်ကိုတည်ပြလိုက်စမ်းမယ်ကိုရဒုက္ခမှန်တရားကိုဒုထောက်မယ်အရှုံးပေးမယ်လက်မြောက်မယ်တခါဘာလို့ခြုံကြည့်ပါဗျာဒါမျိုးတွေအများကြီးပါဗျာဘယ်လူမျိုးဖြစ်ဖြစ်ဘယ်ဘာသာဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ပဲသူပဲဖြစ်ဖြစ်ပေါ့ဗျာတရားမှမပါလို့တော့လူဖြစ်တာတကယ်တော့အတိတ်ပဲမရှိသေးပါဘူးဗျာပြောကြတယ်ပေါ့လေဘယ်နဲ့ဗျာမလုံးတတ်တုံလဘလဲဆိုသေးရကဘာမလူဥရတိုးလာကြည်လားပေါ့ဗျာတိုးတာကလူအစစ်ကနည်းနည်းပါဗျာလူလိုတိလို့လူလိုလောက်ကင်တတ်တဲ့လူလိုစွမ်းဆောင်နိုင်တဲ့အရေးချင်းရှိတဲ့လူအစစ်ကနည်းနည်းပါဗျာလူတယောက်တိုးလာရင်တန်တဲ့လူတွေကကြောက်နေရမယ်ပူနေရမယ်ဆိုရင်ဒါလူအစစ်တင်မဟုတ်ဘူးဗျာလူအစစ်တိုးလာရင်ကိုယ်ကိုလည်းချမ်းသာအောင်ဆောင်ရွက်နေရမယ်အများကိုလည်းချမ်းသာအောင်ကိုကြီးဆောင်ရွက်ပေးနိုင်ရမယ်သူကြောင့်အများချမ်းသာရမယ်ပျော်ရွှင်ချမ်းမြေ့ရမယ်စွမ်းအားပဲရအဲ့လိုလူဖြစ်ဖို့တာခက်တာဟုတ်ဗျပုံစံအပြည့်လူနဲ့တူုံလေးဆိုတာကတော့အရေးလေးမပါရင်လူစိတ်ဖြစ်ခွင့်မရသေးပါဘူးဗျဒါကြောင့်ဒုက္ခမှန်ရင်လက်မြောက်မယ်အရှုံးပေးမယ်ဟုတ်ဗျခုလိုမြန်မာပျော်ပွဲနဲ့မကြပျော်နေတဲ့လူတယောက်ကြည်စံသူများတွေပေခြင်းသောနံလောက်အောင်လောင်တဲ့အရာတွေဟောဒီကလူတွေကကုန်ချမ်းပစ္စည်းတဲ့ဗျာဒါကုန်ချမ်းပစ္စည်းဟဲ့ငါနတ်ထက်ตาတယ်ဟဲ့တလလို့ရမှာငါတရက်ထဲနဲ့ပြီးအောင်တွန်းပေးတာယောနိတော်မနတိကာရခေါ်တာပေါ့တရားနှလုံးသွင်းကောင်းတယ်တရားမကြနားတဲ့ပုဂ္ဂိုလ်စိတ်ကလေးကိုတရားနဲ့ထုံစိမ့်ထားတဲ့ပုဂ္ဂိုလ်တွေကြတော့ဆင်းရဲဒုက္ခလက်မြောက်စရာမှမဟုတ်ပဲတွန်းအားပဲဗျသူတွန်းလို့လည်းဒီတတိမလွတ်တာပေါ့ဗျလက်ဒီမှာတွန်းအားနဲလုံးလို့တရားလွတ်ကြတာဗျသူတို့မှာအားချင်းကလည်းအများကြီးရရဲ့သားနဲ့အတက်ကလည်းရှိရဲ့သားနဲ့လူတွေလိုကုသိုလ်ပြုခွင့်မများကြဘူးဗျမိတယ်အယံကိုမိကြတာဗျလူပြမှာမမိတာကအဲ့ဒီတွန်းအားတွေကြောင့်ဗျတွန်းအားကြောင့်လို့တရားမမိကြတာဗျလက်ပြမှာကြတော့အာယုန်တွေကအယံကြီးကျယ်ဆိုပဲဗျပုထုဇဉ်မဟုတ်ဘူးတဲ့သောတာပန်များတော့မိတတ်တယ်တဲ့အခုရှိနေတဲ့တရားမင်းကြီးပေါ့ဗျာတတန်းကအလွန်ရှိတော့ဘုရားဟောကောင်းကောင်းပြီးလိုက်တယ်ဘုရားလက်ထက်တုန်းကဘုရားသာဝတိမြို့ပုပ္ပါယုံဝိတကအကြောင်းအမှကြီးဆောက်လို့လူတန်းနဲ့ပုပ္ပါယုံကျောင်းမှာတရင်30တုန်းကပေါ့တရားမင်းကြီးကနေ့စဉ်လိုပဲဥယျာဉ်ပျော်ဖို့ပါဖို့ကသွားနေကြနတ်ဥယျာဉ်ဆိုတာကပျော်စရာအစုံရှိတဲ့နေရာဘယ်လောက်ကြီးကျယ်လဲဆိုတေခါလေးနတ်များတော်မှာအဲ့ဒီကိုသွားလိုက်ရင်ပူလောင်မှုတွေတက်တာသွားတဲ့အာယုန်တွေကဆွဲသွားတာလေဗျာတေခါလေးပူလောင်နေတဲ့နတ်များတော်အဲ့ဒီဥယျာဉ်ထဲသွားလိုက်ရင်မေ့သွားတာလေမေ့သွားတော့အောင်အာယုန်တွေကဆွဲသွားတာလေဒီလောက်ကြီးကျယ်ဆိုပဲဗျာတရားလည်းဥယျာဉ်ကိုမကြသွားနေကြဗျဝိဇယတပြတ်ဗိမာန်ကြီးကထွက်လာခဲ့ဧရာဝဏ်ဆင်ကြီးကိုစီးပြီးတော့အချမ်းရများစွာနဲ့ဥယျာဉ်ကိုပျော်ဖို့ပါဖို့သွားဗျဆင်ဆိုပေမဲ့တိရစ္ဆာန်ဆင်မဟုတ်ပါဘူးဗျနတ်ပြည်မှာတိရစ္ဆာန်မရှိပါဘူးဗျနတ်သားကဆင်ရောင်ဆောင်ပြီးတော့
တဲဆောင်ပေးရတာပါဗျလမ်းရောက်တော့တရားသောတာပန်တရားကြီးဆင်ဘောကနေပြီးတော့အတိစိတ်ဆန္ဒလေးအကိုဖြစ်ပေါ်လာတယ်ဗျတဏှာဆိုးတယ်နော်တလောကလုံးချုပ်ကင်ထားတာသူပဲအခုဥယျာဉ်သွားတာလည်းဒီကျိုးဆွဲလို့သွားနေတာပဲဒီတဏှာကုံအောင်ပါကျင့်ရပါတဏှာကုံကြောင့်အချင်းချုပ်ကဘာတရားပါလိသောတာပန်ဆိုတာဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်ပြီးတာတန်တရားဘာမှမရှိတော့ပါဘူးဆန္ဒလည်းဖြစ်နိုင်တယ်ပေါ့ဉာဏ်မမိတာလည်းဖြစ်နိုင်တယ်ပေါ့သိကျင်တဲ့ဆန္ဒလေးဖြစ်ပေါ်လာတယ်ဥယျာဉ်ထဲရောက်ပြီးခါမှဆိုရင်တော့ငါစိတ်ရဲ့စိတ်မှာနဲ့ရဲ့အာယုန်လေးနဲ့ရဲ့ကာမဂုဏ်လေးဟာဖြတ်တန်းပြီးတော့သွားတဲ့အခါမှာငါစိတ်မှာရင်ကြောပိတ်ဆို့သွားနိုင်တယ်သူတို့မှာအားချိန်ရှိရသားနေကြရင်ကြောပိတ်ဆို့မှုကြောင့်ကိုယ်တို့လုတ်ခွင့်နဲ့ရှုံးရတာတဲ့ဗျဥယျာဉ်ထဲကိုရောက်ပြီးခါမှဆိုရင်ငါစိတ်အစဉ်မှာနဲ့ရဲ့အာယုန်ကာမဂုဏ်တွေကဖြတ်တန်းပြီးတော့မှဝင်တော့သွားတဲ့အခါဟောဒီဆန္ဒအတိစိတ်ကလေးပျောက်သွားနိုင်တယ်ဥယျာဉ်ထဲမသွားခင်အခုဘုရားရှိနေတာပဲဘုရားတန်သွားမေးလိုက်တာကောင်းပါတယ်ဆင်ကြီးရတတ်ခဲ့ပရိသတ်တွေလည်းခန္ဓာဆောင်နေကြအောင်ဟဲ့လို့မှာတတ်ခဲ့တကူနဲ့ဘုရားတန်သွားဘုရားတန်ရောက်တော့လက်စောဗျာတပည့်တော်တဏှာကုံကျုံတရားလေးသိကျင်လို့လာခဲ့တာဗျာတပည့်တော်တဏှာကုံကျုံတရားအတူချုပ်ကလေးဟောပေးပါဗျာသူကတရားတူတူပဲတောင်းတယ်ရှိနာဖို့အချိန်မပေးနိုင်ပါဘူးတဲ့ဗျတဏှာကုံကျုံတရားလေးအတူချုပ်ကလေးတပည့်တော်ဟောပေးပါဗျာတောင်းသူကတူတူတောင်းတော့ဘုရားလည်းတူတူပဲဟောရတာပေါ့ဗျာတရားဟောပါလေဘုရားဟောတဲ့တရားအကုန်လုံးခြုံငုံလိုက်တော့ဝေဒနာကိုအနိစ္စရှုဒါလေးပဲလက်တွေကဒုက္ခဝေဒနာတိတ်တံမို့ထားတာဒုက္ခဝေဒနာကိုတဏှာနဲ့ရပ်ပါပြီးတော့တဘောကကုန်နေကြတာလောကပြောတော့စီစဉ်ခံစားတယ်ပေါ့တရားပြောတော့လောင်းနေကြတာပေါ့ဒုက္ခသစ္စာကိုသမုဒယသစ္စာမင်းနဲ့ရှုပ်ပြီးတော့မှတဘောကလောင်းနေကြတာသောတာပန်ကြီးများလည်းပဲနတ်အာယုကာမဂုဏ်တန်ဖိုးထားတည်တာဗျကာမရာဂရှိသေးတာဟုတ်ဗျသူကအပယ်ရောက်စင်တဲ့အကုသိုလ်လောက်သာပယ်သေးတာဒိဋ္ဌိဝိသိကိစ္စပဲပယ်သေးတာကာမရာဂကတော့ဒီမှာရှိသေးတာဗျနတ်အာယုကာမဂုဏ်တွေသူ့အတွက်တော့ပြောစရာပါသေးဗျဒါကြောင့်သူတို့ကဝေဒနာကိုသိတံဖို့ထားတော့ဘုရားကလည်းပြစ်မှတ်ကိုပေးလိုက်တယ်တဏှာကုံခြင်းရင်တင်တို့တံဖို့ထားတယ်ဟောဒီဝေဒနာကိုအနိစ္စ နုပါဒနာပညာနဲ့မှန်အောင်ပြစ်ပါတဲ့မှန်သွားရင်ဒီယုတ်လံခန္ဓာတွေအပေါ်မှာဒီဝေဒနာတွေအပေါ်မှာတွေ့တာစရာအဖြစ်မမြင်တော့ပဲတွေ့တာမှုကင်းသွားပြီးတော့ဥပဒနာဉာဏ်ရဲ့ပြီးတဏှာကုံသွားပါလိမ့်မယ်ဝေဒနာကိုအနိစ္စရှုပါဥပဒနာဉာဏ်ရဲ့အစဉ်ဆက်ယဟန္တာဖြစ်တည်တက်ပြီးတော့တဏှာတွေကုံသွားပါလိမ့်မယ်ဘုရားကဝေဒနာပြစ်မှပြစ်ပေးလိုက်တယ်ဗျတရားပြီးတော့တရားကသာဓုခေါ်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပြန်သွားဆင်ကြီးစီဥယျာဉ်ထဲဆက်သွားဥယျာဉ်ထဲရောက်တော့ပြောလို့ဗျကာမရာဂရှိတဲ့တော့နတ်ရဲ့အာယုံကာမဂုဏ်လေးပြသူတော့ပျော်တော့မှသေးပါဗျအာယုံလေးနဲ့ပျော်တော့မှသေးပါဗျအနာဂယဟန္တာမြတ်နတ်ပြည်နေလို့တော့မဖြစ်လောက်ညီငွေစရာကောင်းဆိုပဲဗျသူတို့ကကာမရာဂမရှိတော့ဘူးဆိုတော့နတ်ပြည်မှာနေလို့မဖြစ်ဘူးတဲ့ဗျတက္ကရာကများတော်မှနတ်ပြည်မှာမပျော်ကြတော့ဘူးတဲ့ဗျာစာထဲမှာလာတဲ့ဘူဇတိဆိုတဲ့နတ်သမီးလေးတယောက်ဘုရားလက်ထက်တုန်းကလူပြည်ကိုမကြစိတ်ငြိမ်တဲ့နေရာလာနေတတ်တယ်။ဘာကြောင့်လဲဆိုတော့နတ်ပြည်ကအာယုန်လေးနားပူတယ်တဲ့မျက်စိနောက်တယ်မျက်စိရှုပ်တယ်။ဒါကြောင့်ငင်းငွေလွန်လို့လူပြည်စိတ်ငြိမ်တဲ့နေရာလေးလာနေတာတက္ကရာကများတော်မှာနတ်အာယုန်တော်တော်လေးငင်းငွေသွားပြီသောတာပန်ကတော့ပျော်တော့ဗျာအဲကြောင့်သောတာပန်တရားမင်းကြီးဥယျာဉ်ထဲမှာဗျာပျော်လိုက်တာငါးပြအာယုန်ကာမဂုဏ်လေးကအစီအစဉ်ကင်းမဲ့စွာနဲ့စိတ်ထဲဖြတ်တန်းသွားတာကျွန်တော်တို့ကရူပါယုံအလှဲ့ပါခမတတ္ထာယုန်နေခဏရနေကြပါခမဒီလိုလည်းမရှိဘူးလေအရှင်တွေကလည်းဘောက်တော်ဝင်ခြင်းလိုဝင်လာအတန်တွေကလည်းဘောက်တော်ဝင်ခြင်းလိုဝင်လာအဲ့လိုဖြတ်တန်းသွားလိုက်တာအာယုန်တွေကအရန်ကြီးကျယ်လွန်အားကြီးတော့သောတာပန်တရားမင်းကြီးစိတ်မှာရင်ကြောပိတ်ဆို့သွားတယ်
တို့အပယ်တော့မရောက်တော့ပါဘူးရင်ကြောပိတ်ဆို့ဖို့ရတယ်ရှိတယ်ဗျတရားရင်ကြောပိတ်ဆို့သွားတယ်နတ်အာယုံကာမဂုဏ်တွေကစိတ်မှာဖြတ်တန်းသွားလိုက်တာဗျပျော်လို့တဲ့အဲ့ဒီအချိန်မှာရှင်မမောဂလန်ကြီးကဘုရားတရင်လုံးတဲ့အကြောင်းမှာအခန်းထဲမှာရှိနေတယ်တရားသာရုခေါ်တန်ကြားလိုက်တယ်ဒီအတန်တရားတန်ပဲတရားနာရလို့သာရုခေါ်ပြန်သွားတာတရားကိုတကယ်သဘောကျလို့သာရုခေါ်တာလားဝတရားအရသာသာရုခေါ်တာလားသိရအောင်လိုက်စုံစမ်းလိုက်အောင်ပါရှင်မမောဂလန်ကစုံစမ်းရေးအနေနဲ့တကူနဲ့တာဝင်တာလိုက်သွားတယ်တရားရှိတဲ့ဥယျာဉ်ကိုတန်းကြွဥယျာဉ်တဲ့ရောက်တော့တရားကမြင်တာပေါ့ဗျာကြွရလားအရှင်ဘုရားကြွတော်မူပါဗျာကြွတော်မူပါဗျာအရှင်ဘုရားကြာမှကြွတော်ဘုရားဘာကိစ္စနဲ့ကြွလာခဲ့တာလဲဗျာတရားခုနဘုရားကတရားဟောလိုက်တယ်မဟုတ်လားဟောလိုက်တယ်ဘုရားဟောလိုက်တယ်ဘုရားအဲ့ဒါဘာတရားလဲဆိုတာသိကျင်လို့လိုက်ခဲ့တာဆိုတော့မေ့ပြီမတရားကဟုတ်ပါခုနကစဉ်းစားမပေါ်ဘူးတရားခုနနာခဲ့တဲ့တရားဘာတရားပါလိမပေါ်ဘူးတရားရင်ချိုးပိတ်ဆို့သွားတာစဉ်းစားဖို့ဗျာသောတာပန်ကြီးတရားကလည်းသူသိကျင်လွန်းလို့တကူတကဆင်ကိုရက်ထားခဲ့ပြီးမှသွားမေးတဲ့တရားဗျသူကတရားတူတူတောင်းလို့ဘုရားကလည်းတူတူလေးဟောလိုက်တာဗျပြီးတော့ကြာသေးတယ်လည်းမဟုတ်ဘူးဗျာခုနလေးတဲ့2လ3လလောက်ကြာလို့မေ့တယ်ဆိုတာတော့ထားပေါ့ဗျာခုနလေးတွေပဲဗျပြီးတော့ဟောလိုက်တဲ့ပုဂ္ဂိုလ်ကလည်းသာမန်မဟုတ်ဘုရားကိုယ်တိုင်ဟောလိုက်တာဗျအဲ့ဒါမေ့နေပြီတဲ့ဗျမေ့တော့လေတပည့်တော်ဒီတရားတွေတလုံးမှမမှတ်မိတော့ဘူးဘုရားလို့တရားကြီးပြောလို့လေဒီလိုကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးကဒီလိုပြောလေတိခါကြသေးတာဟုတ်ဗျပြီးတော့စကားအဖာအထေးတွေလောက်ရတာပေါ့ဗျနေအောင်ဘုရားနေအောင်ဘုရားတပည့်တော်တို့ကကိစ္စများတယ်ဘုရားဒီနေ့မှခဏတရင်သုံးပါဦးဘုရားစဉ်းစားတယ်တစ်ဖက်ကလည်းငါကုဏနာကြတာဗတရားပါလိပေါ်ဘူးတဲ့ရှင်မမောကလည်းသူခင်ထားတဲ့နေရာတရင်သုံးမပေါ်တော့ရှင်ဘုရားရောက်တော့ဝေဇံတက်တက်ဖြစ်လဲကြွပါဦးဘုရားကြွသွားတယ်လိုက်လို့တာပေါ့ဗျာကရုဏာပေါ့သူ့ဗိမာန်တရားဗိမာန်ကိုရှင်မမောကလည်းကပဲစိတ်ဝင်စားမှာတော့တရားလေးပေါ်လို့ပေါ်ညာလိုက်ကြွပေးတရားကလည်းစဉ်းစားတယ်မပေါ်သူ့ဗိမာန်တဲ့ရောက်တော့ရှောက်ကြွတာပေါ့ဒါကယရဏတန်လေးဖေဒါကဥဒ္ဓဘယတန်လေးဖေဒါကယရဏ9ပါးနဲ့စီးကျက်ထားတာလေးဖေဒါတွေကနတ်သမီးတွေနေတဲ့အဆောင်လေးဖေအစာတွေဖြင့်အကုန်လိုက်ကြွတစ်ဖက်ကလည်းစဉ်းစားတယ်ခုနနာဂရဘာတရားပါလိမ့်မပေါ်အဲ့ဒါနဲ့တော်တော်လေးကြာတော့ရှင်မမောဂလန်ကအကက်ခံပြီးပြီဒေဝနာမမဟာမုံလာဝန္တိလက်တည်များတဲတွေဝေဒတကူဟာသူတို့အာယုန်တွေကြားထဲမှာမြော့ပြီးတော့စိတ်မှာဖြတ်တန်းသွားတော့တခါတည်းမေ့လောက်အောင်တွေဝေလောက်အောင်တော့မှတရားပြောက်လောက်အောင်တော့မှသူတို့စိတ်တရားရင်ကြောပိတ်ပါလားဟာထိတ်လန့်အောင်တော့လုံးမဖြစ်တော့လဲတတဝရရဲ့သဘောကထိတ်လန့်မှတရားအတိတတိကပေါ်တတ်တာတကိုးရှိတော့လုံးတို့ဖြစ်တာပေါ့ရေပြင်းကြီးဖန်ဆင်းရေပြင်းတဲ့သူ့ရဲ့ဗိမာန်ကြီးသူကြွားနေတဲ့ဗိမာန်ကြီးချက်ဒိတ်ဆုံးအထွက်ကရှင်မနဲ့ညက်တအားဝှိတ်ချလိုက်တာဗိမာန်ကြီးလဲတော့မလို့လို့မောက်တော့မလို့လို့လဲတော့မလို့လို့မောက်တော့မလို့လို့ခြာလာပါလဲသွားဒီမှာရှိတဲ့နတ်သမီးတွေလည်းကြောင်ဝရနေအထိတ်တလန့်လေးဖြစ်ပေါ့တရားလည်းထိတ်လန့်သွားတယ်ဟေးငါဗိမာန်ကြီးလဲတော့မဟဲ့မောက်တော့မဟဲ့လဲတော့မဟဲ့မောက်တော့မဟဲ့အရှင်ပြပေါ်ပြီဗျပေါ်ပြီဗျပေါ်ပြီဗျခုနနာခဲ့တဲ့တရားပေါ်ပြီဗျပေါ်ပြီဗျဝေဒနာအိဋ္ဌရှုတဲ့ဗျဝေဒနာအိဋ္ဌရှုတဲ့ဗျလန့်သွားမှပေါ်တာဗျလူလောကများဗျာလန့်စရာတွေတဲပေါ်ပါဗျာဒါကြောင့်တရားမမေ့တာဗျလူပြည်ဆိုတာကအလုံးများလုံးလို့ကိစ္စများလုံးလို့တရားမမေ့တာဗျလက်ပြည်ဆိုတာကအာယုံကအယံကြည့်တဲ့ကိစ္စတွေကအလောများခုနတရားကကိစ္စများတယ်ပြောပေမဲ့လူကိစ္စတော့များတာမဟုတ်ပါဘူးဗျဒါကြောင့်သူတို့မှာတရားမေ့တယ်နတ်ပြည်ကြမှာအချိန်များများနဲ့ကုသိုလ်တွေအားထုတ်တော်မယ်လို့အာမခဲလိုက်နေဗျဥယျာဉ်ပေါက်ရောက်သွားအကုန်ပြောက်ကုန်ပါဗျလူပြည်မှာတော့ဖြင့်အိယာထခြင်းကအိယာဝင်ခြင်းဟာတရားကြီးပဲဗျတရားဆိုတာကအတိမှန်မှတရားလို့ပြောတာပါဗျအတိမမှန်ရင်တော့နှပန်းလုံးရမယ်ဒုက္ခတွေပါဗျဒီကြီးကြစရာတွေလောင်စရာတွေ
စိတ်ကိုလောင်းပါများတော့ရုပ်ကိုလည်းလောင်းအိုးကြီးမတန်းသေးပဲနဲ့အိုးယောဂလေးဘာမဟုတ်တာလေးနဲ့စိတ်ဓာတ်တွေကြရုပ်တရောနံတရောအကုန်စိတ်တရောအကုန်ကြထိုးကြလောင်ရရတယ်ပဇာရှိရတဲ့နဲ့ပူကြပစ္စည်းရှိရတဲ့နဲ့ပူကြတာကိစ္စသမီးကိစ္စမျိုးစုံတွေအာယုံထောင်းထုံးမှုဒုက္ခတွေကြောင့်ပူကြလောင်ကြဒါအတိမမှန်သူများပါအတိမှန်သူအတွက်တော့ဒါရိယတရားဒါကြောင့်တရားရင်ချောတော့မပိတ်စင်နဲ့ရင်ချောကိုအမြဲဖွင့်တာလက်တင်မှာရင်ချောပိတ်တယ်ဗျဒါကြောင့်လူပြေကကိစ္စမျိုးစုံတွေမှန်တယ်မြတ်သည်တရားအတိရှိသူအတွက်ကိုယ်ပိုင်ဥစ္စာတွေကြီးပဲဗျဒီကုလို့အနှစ်ချုပ်ထုတ်ကြည့်ရင်တရားဒီတည်းမှာလည်းပဲအတိကအပမဒတတိဟာအရေးကြီးဆုံးပဲဗျတရားရင်ကျော်မပိတ်အောင်အမျက်လုံးတွေလည်းသူပဲဗျဒါကြောင့်မနေ့အေးရထားရင်ကျော်လေးဖွင့်ထားပါဘုရားရှိသွားတာဟာအချင်းဖြုံးတဲ့အလုံးမဟုတ်ဘူးရင်ကျော်ဖွင့်တာကိုယ်စိတ်မှာကြည်ထားတဲ့ကြိုးတွေကိုဖြေတာလောကဥပမာကြည့်ပေါ့အာကောင်းမောင်းတန်လူတယောက်ခြေရောလက်ရောအားကလည်းအလွန်ကောင်းတန်ကလည်းတန်မျက်စိရလည်းကောင်းအဲ့ဒီလူကိုလူလေး၅ယောက်ကကြပြရလည်းဖမ်းချုပ်တွန်းလဲခြေရောလက်ရောခိုင်ခန့်တဲ့ကျိုးနဲ့ခြီတုပ်ရေစည်းအလွန်မြန်ရေစည်းအလွန်တန်တဲ့မြစ်ထဲချောင်းထဲမှာမြုပ်ပြလိုက်တယ်ဆိုပါတော့ဗျာအဲ့ဒီလူပါတတ်နိုင်သေးလေဗျာခြေထောက်ပါပြီမဲ့ပါတယ်လို့သာပြောလို့ရတယ်အသုံးမပါအသုံးမကျတော့ဘူးကျိုးတုပ်ထားတော့မယုံနိုင်တော့ဘူးလက်တွေတော့ပါတယ်လို့တော့ပြောလို့ရတယ်ရှိတော့ရှိတယ်ကျိုးတုပ်ထားလို့မယုံနိုင်တော့ဘူးရှင်နေလက်ကကျိုးနဲ့တုပ်ထားတော့အားရလည်းရှိပေမဲ့သုံးမဖြစ်ယုံမဖြစ်တော့ဘူးရေထဲမှာရောက်နေတော့မျက်စိတွေကလည်းပါတယ်လို့တော့ပြောလို့ရရဲ့ဘယ်ကောမှကြည့်လို့မရတော့ဘူးရှိတယ်လို့တော့ပြောလို့ဖြစ်တယ်စာအားမထုတ်နိုင်တော့ဘူးသူဟာကုခတ်နေတာမဟုတ်ဘူးမျောနေတာမြုပ်နေတာအဲ့ဒီလူဟာဟောဘကံကိုကူးတာမဟုတ်ဘူးဗျရေစည်းရလိုက်ပြီးမျောနေတာမြုပ်နေတာသူ့အစီအစဉ်တစ်ခုမှမပါတော့ဘူးကျွန်းတော့မဟုတ်ကုန်မဲ့အချိန်မီဆယ်နိုင်ရင်ဆယ်မဆယ်နိုင်ရင်ဒီမှာအဲ့လိုမျိုးလို့ပေါ့ဗျကျိုးမဖြေတဲ့လူတွေရဲ့စိတ်ကြည့်ပေါ့ဣတိတာနိဝရဏခုနအဝိဇ္ဇာတဏှာကျိုးတစ်ချောင်းနဲ့ပုကပါလာခဲ့တာကိုယ်စိတ်မှာအာယုန်နဲ့စိတ်တွေနဲ့နှစ်ပါးလုံးရဗမ်းများတော့ကျိုးတွေကတုတ်ထားတယ်ဗျကျိုးတုတ်ထားတော့ဒါနလက်တကမှရှိရတဲ့နဲ့ဒါနလည်းမယူနိုင်တော့ဘူးမိသားစုတွေကြွေးတာပျော်ဖို့တဲကောင်းတဲ့အလူပွဲကြီးများဗျာအလူဖြည့်အောင်မလုပ်ဘူးဗျကျိုးတုတ်ထားတော့သူကကုခတ်တာမှမဟုတ်တော့ပဲအဲ့ဒါမြုပ်တာမျောတာပါလားဗျမိသားစုတွေချက်ပြုတ်ကြွေးတာအမှန်တော့မြုပ်မျောနေတာဗျကိုယ့်အတွက်ချက်ပြုတ်ကြွေးနေတာမြုပ်နေတာမျောနေတာဗျဒါကူးတာမှမဟုတ်တော့ပဲနဲ့အကုန်လုံးကိလေသာနိဝရဏကျိုးတွေနဲ့စိတ်ကိုချီတုတ်ထားတာဗျချီတုတ်ထားတာဆိုတော့ဒီနေ့လုံးဘာလို့သူဟာကူးတာခတ်တာမဟုတ်တော့ဘူးဟောဘက်ကံကူးတာမဟုတ်ဘူးမြုပ်နေတာမျောနေတာခုနကရေမျောနေတဲ့လူအချိန်မီစိတ်ကောင်းရှိသူလူတစုကတွေ့သွားလို့ဆဲလိုက်တယ်ဆိုတော့ကျိုးတွေဖြေးပေးအချိန်မီရင်သူ့ခြေတွေလက်တွေအကုန်ပြန်သုံးလို့ရအားတွေအကုန်ပြန်သုံးလို့ရတယ်မျက်စိတွေအကုန်ပြန်သုံးလို့ရတယ်ဒါမျိုးလို့ပေါ့ကျိုးချီခံရတဲ့ကိုယ်စိတ်ကလေးဘုရားရှိသွားကျိုးဖြေပါအကုန်သုံးလို့ဖြစ်ပါတယ်မိသားစုတာမှာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းနေပါဗျကိုယ်ကိုကြံမဲ့အင်အားတွေပါဗျဘာဖြစ်လို့အလကားသွန်ပြစ်မလဲဗျလောကဝေကြည်ုံလေးဘာလို့လုံးမလဲဓမ္မဝေလည်းကြည်မှာပေါ့ဗျသာသနာနဲ့မတွေ့တဲ့လူဆိုတော့ထားပေါ့ဗျသာသနာနဲ့တွေ့တဲ့လူကလောကဝေကြည်ုံလေးနဲ့ဘာလို့မလဲဓမ္မဝေလည်းကြည်မှာဖြစ်မှာပေါ့သူတို့ဟာအချိန်တန်ကိုကြိုးပေးသွားမှာကိုယ်အမြည်ရတော့ပြကြံနေကြရမှာသူတို့ရဲ့အကြောင်းပြုကိုယ်ကတော့ကြံမှာကိုဖို့တော့ကြံမှာဖြစ်မှာဗျကိုဖို့ကြံဖို့လည်းကျိုးဖြေဖို့တော့လိုလိမ့်မယ်ဗျဒါကြောင့်ဘုရားရှိခိုးကျိုးဖြေရရတယ်စိတ်အားသွင်းကြရတယ်ရင်ကြောဖွင့်ကြရတယ်ပေါင်းကိုတထတိဆောက်ကြရဘုရားအာယုံပြုတဲ့ဘုရားကုံတော်ပွားတဲ့မေတ္တာလေးတွေပွားတဲ့တွေ့လေးဝင်လေးဆုဆိုင်ပေးတဲ့မေတ္တာလေးတွေဖြန့်ပြီးတော့ပေးတဲ့ခန္ဓာဉာဏ်စဥပဒနာလုပ်ကလေးတွေလုပ်တဲ့9မိနစ်10မိနစ်15မိနစ်နိုင်ဝဲစသည်ပြောစသည်ဖြင့်ပေါ့ဒါကမလုပ်လို့ဖြစ်ကိုမဖြစ်တဲ့အလုပ်ပြနေ့စဉ်လုပ်ကြရတယ်အဲ့လိုလုပ်ပြီးမှလမ်းပွင့်သွားတာလက်ထက်ကင်ထားတာကုသိုလ်ထုတ်ပေါ့မအားရဟာတရားအလုပ်ပေါ့သူကုခတ်တာလေဗျသူမြုပ်တာမျောတာမဟုတ်ပါဘူးဗျ
တို့ဓမင်းချက်တာကုခနေတာဗျမြုပ်တာမျိုးတာမဟုတ်တော့ဘူးဗျဒါနတိကဘာဝနာထုံကြည့်မိဖို့ကြောင့်တဲ့ချက်ပြုတ်နေတာဗျမိသားစုတွေကျွေးနေတာသူမြုပ်တာမျိုးတာမဟုတ်ဘူးဆက်တင်းနေတာဟောပဲကန်းသူကူးနေတာဗျသူကိုယ်တိုင်လည်းကူးလို့အခုတလို့မိသားစုလည်းဟောပဲအရောက်အောင်တဲဆောင်းနေတာဗျအာဘလူဆုံးကောင်းပဲဗျကလေးထိတာလည်းသူမျိုးတာမဟုတ်တော့ဘူးဟောပဲကန်းကူးနေတာဗျကလေးထိတာတော့မိဘယောက်ျောင်းဖြစ်နေပါရောဗျအိမ်နဲ့လှုပ်တဲ့အားလုံးကကိုယ်ကိုစီးကြိုနေကြပြီကျွန်တော်တို့ကဒါနလမ်းကြောင်းကလက်ပြရစီခင်ဗျပတ်စံလေးတွေပစ္စည်းလေးတွေချစ်စရာလေးတွေဖြစ်တယ်ဗျာကိုရံမလို့ဘူးဗျာကျွန်တော်တို့ကဒါနလမ်းကြောင်းကလက်ခဲ့ပြရစီခင်ဗျမိသားစုတွေကြွေတာကျွန်တော်တို့ဒါနဖြစ်အောင်ကြွေပေးမယ်ခင်ဗျကျွန်တော်တို့ကတိလဓမ္မရိဝိပဿနာပုံစံနဲ့လက်ခဲ့ပြရစီခင်ဗျကိုယ့်ဖို့ကြံမဲ့စွမ်းအားတွေအိမ်ထဲမှာတန်းစီလို့ဖြစ်သွားတယ်ဗျာနေတဲ့ဟာတရားစွမ်းအားတွေရလာတယ်ဒါကြောင့်ကံကပေးတဲ့ဘဝအမွေလေးကိုဉာဏ်ကအဲဆောင်ပြီးတော့ဆက်ယူဖို့ရည်ကြည်တယ်ဗျဒါကြောင့်တရားစွမ်းအားဆိုတာယူရမှာတော့ကြာဘောဆိုတဲ့ဓမ္မကြီးတယောက်ရှိငယ်လေးကစသူကတော်တော်ကံကောင်းတာပဲဗျအတိတ်တလကံကသိကောင်းသူမွေးဖွားတဲ့အချင်းကစသူအိမ်မိဘဆွေမျိုးတွေမှာစီပွားရေးတွေအကုန်အဆင်ပြေတယ်ဗျလှုပ်လို့ကိုင်းလို့အဆင်ပြေရှားလို့ပွဲလို့အဆင်ပြေအသက်ကြီးလေပစ္စည်းကအဆင်ပြေလေစီပွားရေးကအဆင်ပြေလေအသက်ကြီးလေပစ္စည်းစီပွားရေးကအဆင်ပြေလေဒါကြောင့်မလို့သူတို့သမီးလေးကိုနာမည်ပေးလိုက်တယ်ဩတို့များကြာလေပစ္စည်းပေါ်လေကြာလေပစ္စည်းပေါ်လေတို့သမီးလေးဒါနကံတဲကောင်းတာပဲဒါကြောင့်မကြဘောလို့နာမည်ပေးလိုက်တယ်ကြာလေပစ္စည်းပေါ်လေကြာလေပစ္စည်းပေါ်လေဖြစ်လို့မကြဘောတဲ့တကယ်လေဒါနကံကောင်းတယ်ဗျအသက်ကြီးလာတဲ့အထိစီဝါရေးအမတန်အရှင်ပြေဗျနောက်ပိုင်းမကြဘောကိုယ်တိုင်ပဲဥဆောင်ပြီးတော့စီဝါရေးလုပ်ရတဲ့အချင်းရောက်လာတယ်ဗျအရှင်ပြေတယ်ဗျအစစအရှင်ပြေတယ်ဒါနကံများပါလာတော့လေအလုပ်လုပ်ရတာကအကုန်လုံးအရှင်ပြေတယ်ဗျသူကိုယ်တိုင်ဥဆောင်ပြီးတော့လောကမှာ560ဥဆောင်ပြီးတော့စီဝါရေးလုပ်တယ်ဒါနကံကကောင်းစီဝါရေးကပြည့်စုံဆိုအရှင်ဝါတဲကြီးတကိုဗျတော့ကြဘောနဲ့အလုံးကလည်းလေးစားကြရတယ်ဗျမောင်ဘလူရေဘယ်သွားလိုက်ပါအောင်ကွယ်ဟုတ်ကဲ့ခင်ဗျာတခွန်းမှပြန်မပြောရဲဘူးတသွေးတန်ဓမိတ်ဆိုတဲ့အတိုင်းတခွန်းပဲပြောရတယ်လိုက်နာကြတယ်လေးစားကြတယ်မဘလူရေဒါလေးလုံးလိုက်ပါဟုတ်ပါပြီကောင်းပါပြီအတိအကျရာအားလုံးကလေးစားကြတယ်ကံအရှင်ရောစီးပွားအရှင်ရောပေါ့ဗျာတရားစီးပွားကလည်းတဟုန်တို့တဲ့အချမ်းရံလေးအလုပ်သမားတွေ560အားလုံးဩဇာညောင်းလောကကြီးကြည့်ရင်တော့လည်းတကယ်ကြီးကျယ်တဲ့စီစဉ်လို့လည်းထင်မှာပေါ့ဗျာအမှန်တော့လူစီစဉ်ဆိုတာမျက်စီစဉ်နဲ့ရှင်ကြည့်လို့လည်းဘာမှမဟုတ်ပါဘူးဗျတော့ကြောင့်မှစီးပွားအစဉ်ပြေတယ်ဗျအချမ်းရံလေးရလည်းအားလုံးလေးစားကြဩဇာအလွန်ညောင်းတယ်ဗျတော်အားနေချက်တစ်ခုကတရားစိတ်မဝင်စားတဲ့ကံပေးတဲ့အမွေကိုဉာဏ်ကမယူဖြစ်တရားနာခေါ်လည်းမရဒီလောက်ပစ္စည်းပေါ်တာအလှနဲ့စီယုံလည်းလုံးဝမရပစ္စည်းကောင်းပါကြီးသူပြောနေတာပဲဒါကြဘောရဲဒီနေ့ဥပုံနဲ့ဥပုသွားဆောင်ရအိုးအချိန်ဖြုံးတဲ့အလုပ်တွေပါဒါတည်းအချိန်ဖြုံးတယ်လို့မြင်လာတယ်အဲ့ဒါအောက်ချီလွတ်တာဗျာဘယ်နေဗျာကုသိုလ်ကအရှင်ဝါဒီလောက်ကောင်းလို့လူတယောက်ဖြစ်လာတာကြီးကုသိုလ်မလိုပါဘူးလို့လုပ်ပြလိုက်တာတော့တော်အောက်ချီလွတ်တဲ့ခေါ်ရမှာပေါ့ဗျာမလိုဘူးတည်းဗျမကြဘောရေးလာဒီနေ့တရားပွဲရှိတယ်တရားသွားနာမတမဘဝအမြင်ရှင်းမှာပေါ့ကိုယ်လည်းတော့ရှိတာတွေကဘယ်မှအမျက်ဆုပ်ကန်ထားလို့မရဘူးနော်အချိန်မီကိုယ်ပိုင်တရားရဖို့လိုလိမ့်မယ်။အိုးတရားနာတာအချိန်ဖြုံးတဲ့အလုပ်ပါမနာနိုင်ပါဘူးဒီမှာအလုပ်တွေကအယံကိုရှုပ်နေတယ်အလုပ်များသလောက်ကောင်းရှုပ်နေတဲ့တော့ကြာပေါ့အလုပ်များသလောက်ရှုပ်နေတဲ့တော့ကြာပေါ့တရားနာဖို့အချိန်လည်းမပေးနိုင်ဘူးတဲ့လာမကြဘောတရားလေးလည်းအားထုတ်တာပေါ့ရပိုင်းလေးပဲဖြစ်ပေါ့ဒါမှဘဝအမြင်ရှင်းသွားမယ်လေဘဝအနှစ်ပေါ်လာလိမ့်မယ်ဒါမှကိုယ်ဖို့ကြံမှာပေါ့နောက်ဆုံးကိုယ်ခန္ဓာတော်တရားမှတော့ဘယ်မှကိုယ်အပိုင်ကန်ထားလို့ရမှာမဟုတ်ဘူးလွတ်လွတ်ရတဲ့အချိန်မှာချုံချငိုပြီးလောင်ရမယ့်နေရာလေးမှာဒီမှာအေးအေးနဲ့စားထုတ်အောင်ကြိုတင်ပြင်ဆင်ထားတာကောင်းတယ်နော်
အချင်းကျုံးတဲ့အလုပ်တွေပါဒါတွေလုပ်เสียမလို့ပါဘူးဘယ်တရားမှစီယုံလို့မရဘယ်ကုသိုလ်မှစီယုံလို့မရတရားဆက်တွေ့ရတော့ပြတ်သွားပြီဗျာအေဥက္ကမှာဘုရားတော်ရှိရဲ့တနေ့မှရှိမခိုးဘုရားနာတော်မရောက်ဆိုတော့သူ့ကျိုးလည်းမဖြစ်ဖြစ်တော့ကျိုးလည်းမဖြစ်နိုင်တော့ကျိုးလည်းပဲစိတ်မှာခြိထားပြီပေါ့ဗျာရင်ကြောကလည်းပိတ်ဆို့နေပြီပေါ့ဗျာပေါင်းကူတရားကလည်းမဆောက်တော့စာဝင်နေရင်းနဲ့တရားလည်းခါပြတ်သွားပြီပေါ့ဗျာအဲ့ဒါနဲ့တရားကအဆက်အသွယ်ပြတ်သွားပြီ60ကျော်60ကျော်က80ကျော်သွားပြီတရားကစိတ်မဝင်စားသေး80ကျော်တော့သူ့ရဲ့ခန္ဓာကြည့်လေဟောဒီခန္ဓာကိုယ်ကြီးဆိုတာအတ္တကြီးလေယုတ်ကဟောင်းလေအတ္တကြီးလေယုတ်ကဆွေးလေအတ္တကြီးလေယုတ်ကနွန်လေကြည့်လာတော့လူရမဝင်ခြင်းတော့ဘူးအဲ့ဒါလူဟောင်းကြီးလူအိုကြီးလူဆွေးကြီးလူနွန်ကြီးပရိသတ်လည်းမထဲဝဘူးဆိုပြီးတော့သူများတွေကလူရမသွင်းချင်ဘူးဗျာစိတ်ကိုကြည့်ပါဗျာတရားမပါတဲ့လူတွေရဲ့စိတ်အသက်ကြီးလေငယ်လေအသက်ကြီးလေငယ်လေအသက်ကြီးလေငယ်လေအသက်ကြီးတော့စိတ်ကငယ်ခြင်းလာတယ်ဗျကလေးကလာဆန်းလာတယ်ဗျအဲ့ဒါနဲ့စိတ်ကလည်းလူရမဝင်ခြင်းတော့ဘူးဗျာတော့ကြာဘောကဒီပုံစံဖြစ်လာပြီအတက်ကကြီးတော့ယုတ်ကြီးကဟောင်းလာပြီနွန်းလာပြီငယ်ငယ်တုန်းကလိုချောချောလှလှလေးမဟုတ်ခြင်းတော့ဘူးမျက်နှာကိုမဲမဲတွေကလည်းတစားဝင်လာကြပြီသဘင်ကလည်းတစားဖြူလာပြီရုပ်ကြီးကဟောင်းပြီးနှောင်းပြီးဆိုလူရကတဲမဝင်ခြင်းတော့အရင်တုန်းကလိုတော့ကြဘောတောင်တဲမဟုတ်ခြင်းတော့ဘူးပြီးတော့စိတ်ကလည်းကြာလေကလေးကလားနိုင်လေကြာလေကလေးကလားဆန်လေကြာလေငယ်လေဆိုတော့လူရမဝင်ခြင်းတော့ဘူးဗျာအဲ့ဒါနဲ့သတိတွေကလည်းတစားအာယုန်နဲ့စိတ်ကလော့ကုန်ပြီဗျာတတိတွေလော့ကုန်ပြီသူဟာသူတတ်တယ်ပြကုန်ပြီဇာတိယုတ်တွေပြကုန်ပြီတတိကလော့တော့အပြောအဆိုအလို့အကင်တွေကတော်တော်ချိုရင်းမှမသိချိုရင်းလာပြီဗျာအလုသမားတွေဒီလောက်ခမပေးရသေးတာကြီးကိုငါပေးပြီးပြီဟဲ့။အော်ကြီးဟဲ့ကျဲတိလျှောက်လို့မပေးရသေးတာကိုပေးပြီးပြီလို့လို့ပေးပြီးသားတွေကိုမပေးရသေးဘူးလို့လို့အတင်းတော့အဲ့လိုစသည်ဖြင့်ချိုရင်းမှုတွေကလာပြီလေစိတ်ကငယ်တဲ့ပဲပါသွားပြီပဲအထိန်ပရိယလို့မရှိတော့ဘူးအဲ့ဒါနဲ့အပြောအဆိုအလို့ကံကကြာလေချိုရင်းလေကြာလေချိုရင်းလေဖြစ်လာပြီတည်သွားပြီတို့အလုံးသမားတပည့်တွေကတည်သွားပြီတို့အဖွားကြီးတော့တန်ခဲပြန်လာပြီကွာတို့အဖွားကြီးအခုမှနာမည်နဲ့ကြိုက်တော့တာကွာဟောနာကနေမကြတကြပြောကြတော့ဒါဗျငယ်ငယ်တော့ကတော့မကြဘောကြာလေပစ္စည်းပေါ်လေကြာလေပစ္စည်းပေါ်လေကြောင့်မကြဘောနဲ့အခုတော့ကြာလေပေါ်တော်နိုင်လေကြာလေပေါ်တော်နိုင်လေအခုမှမကြဘောတော့ကြဘောစစ်တာကွာအလို့အကန်နေလဲအကုန်ချုပ်ရင်းကုန်ပြီအပြောတွေလည်းအကုန်ချုပ်ရင်းကုန်ပြီကြာလေပေါ်တော်နိုင်လေကြာလေပေါ်တော်နိုင်လေမလို့အခုမှတော့ကြဘောစစ်တာကွာလို့ပြောကြတယ်ဗျာတတိယချိုရင်သွားတော့လာပြီဗျာပရိတေအထိတ်နဲ့ပြုတ်ကုန်ပြီဆိုတော့တကယ်တပန်းတရားလည်းမလေးစားကြတော့ဘူးမောင်ဘသူရဲ့ဘယ်သွားလိုက်ပါအောင်ကအဖွားကြီးကွာကိုသွားလောက်ပြီဗျာဘာကလူရဲ့ဘယ်ဟာလေးလုံးလိုက်ပါအောင်ကအဖွားကြီးကွာကိုလောက်ပြီဗျာအညာလည်းပြုတ်တော့သူ့မှာလေးစားစရာကဘာတကူမှမကြံတော့အတိမမှန်တော့ကိုယ့်ဘို့ကြံတာလေးရမရှိတော့ဘူးလေသောတော်ကတော့စီစီမန်လေးပေါ့ဗျာငါလောက်ပိုက်ဆံရှိတယ်လူကရှိသေးလို့လားဟဲ့ငါလောက်ပစ္စည်းရှိတယ်လူကရှိသေးလို့လားဟဲ့ဆိုတဲ့မန်လေးပေါ့ဗျာအဲ့ဒီမန်နေအကုန်ပြိုကျကုန်ပြီဗျာဘာမှမကြံတော့ဘူးဗျာသူအမာခံတိဆောက်ထားကြတဲ့အရာတွေကလည်းပြိုကျကုန်ပြီဗျာတတိတလုံးပျောက်သွားရင်လူအတိဟာကမောက်ကမအကုန်ဖြစ်တော့တာဗျာလူအတိအလုံးကိုတတိတလုံးထဲမှာအကုန်တုံပြီးသိရှိထားတာတတိတလုံးပျောက်ရင်လူအတိဟာအကုန်ကမောက်ကမဖြစ်သွားတာအဲ့ဒါနေရာစီပွားရေးလည်းအကုန်လုံးကမောက်ကမတွေအကုန်ဖြစ်ပေါ်ဗျာတပည့်တပန်းအလုံးသမားတွေကမလေးစားကြတော့ဘူးဆိုကြတဲ့ကအလုပ်ကိုမှန်မှန်ကောင်းကောင်းပဲလုပ်တော့မလဲရတာလည်းသူပဲပြန်ပြီးတော့မလဲဗျနောက်ဆုံးတော့သူ့ကိုအကုန်ကြောပေးသွားကြအဖွားကြီးတော့ကြာတော့
အိမ်မှာတယောက်တည်းမကင်းနိုင်တဲ့အလိုအကျွေးလေးတယောက်နဲ့ကြံခဲ့ပါတဲ့ဗျာမွဲ6ကြီးကြံခဲ့ပါတဲ့ဗျာအဲ့ဒါအတိမမှန်လို့ကိုဖို့မကြံတာဗျဒီလိုဆိုရင်ကိုအတွက်လဲကြံအောင်မိမိတို့ကတော့တရားအတိလေးနဲ့ကြိုးစားပြီးတော့အထောက်ကြရမှာပေါ့ဗျာကိုဖို့ကြံတဲ့တရားဆောင်အားရဖို့ဆိုရင်မှန်ကန်တဲ့အတိရဖို့လိုတယ်ဗျမှန်ကန်တဲ့အတိရှိတဲ့ပုဂ္ဂိုလ်သားရင်ကိုဖို့ကြံတဲ့တရားဆောင်အဝရကြမှာဖြစ်တယ်ဘယ်လိုတဲ့တုန်းကရာဇဂိုမြို့မှာရာဇဂိုတထေးအိမ်မှာမြန်မာလိုမပြည့်စုံလို့ခေါ်ရတဲ့ကျော်မအမျိုးသမီးလေးတယောက်ရှိကျော်မဆိုပေမဲ့သူကတရားတရားရှိတယ်ဗျမပြည့်စုံဆိုပေမဲ့စီးပွားတော့ပြည့်စုံတာမဟုတ်ပါဘူးသူကအိမ်မှာအလုပ်လုပ်နေရတယ်ခိုင်းတာလုပ်နေရတယ်ဒါပေမဲ့တရားတရားပြည့်စုံတယ်ရာဇဂိုတထေးအိမ်မှာဆိုတော့အလှလည်းမကြလုပ်တော့ဘုရားနဲ့လည်းမကြတွေ့တန်ခါနဲ့လည်းမကြတွေ့တရားလည်းမကြနာရဒါကကိုတပန်းတာပြီဗျာခုနတော့ကြာပေါ်အဲ့ဒီဆက်သွယ်ရေးပြတ်လို့အောက်ဆင်းတာဗျကျော်မဆိုမဲ့ဆက်သွယ်ရေးရရင်တော့အပေါ်တက်ပါဗျာတရားနာရရင်အဲ့ဒါတပန်းတာဗျာဒါကြောင့်တရားနာကြခွင့်ရတဲ့စိတ်ထားလေးတွေတတ်တယ်ဗျာစေရနာလေးတွေမှန်မှန်ထားတဲ့ဗျာမှန်ကန်တဲ့တမ္မာတိတွေဉာဏ်မျက်လုံးလေးတွေရတယ်ဗျာရာဇဂိုတထေးရဲ့အလှူတွေလို့ဒါလည်းငါအလှူပဲငါစေရနာငါအကျိုးပေးမှာပါသူကချမ်းသာအောင်လုပ်တာဒါပဲငါ့ကိုချမ်းသာအောင်လုပ်တာပဲမဟုတ်လားအမှန်အတိလေးတွေရှိတယ်ဗျကြွန်စိတ်မထားဘူးဗျယုက္ခဏကိုကြီးရတာကံမကောင်းအကြောင်းမလှလို့ကြွန်မဖြစ်တာဟဲ့စိတ်ကိုတော့ကံမကောင်းအကြောင်းမလှဆိုပြီးကြွန်မအဖြစ်ခံလို့ပဲဖြစ်မလဲရုပ်နောက်ကိုစိတ်ကအကုန်လိုက်တော့မဖြစ်ဘူးလေမဘာဘုရားနဲ့တွေ့တယ်တရားနဲ့တွေ့တယ်သံဃာနဲ့တွေ့တယ်ယရဏနဲ့တွေ့တယ်ဆိုယရဏကြောပမနေရတယ်လူပြီးပြီကိုယ်ကိုကြံတဲ့တရားဆောင်အားကိုရအောင်ယူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမှာပေါ့ကြုံစိတ်မထားဘူးအေးအလုပ်တွေမှတည်းမြဒါလည်းငါအလုပ်ပဲငါစေရဏငါအကျိုးပေးမှာအလိုက်ဒီလုပ်တတ်တယ်ဗျခိုင်းမနေရဘူးဗျဒါလေးရမယ်အလုပ်ပဲလို့သိပြီးရင်ခိုင်းမနေရဘူးဗျမိသားစုစိတ်ဓာတ်လည်းပဲလုပ်တတ်တယ်ဗျအဲ့လိုဆိုတော့ယန္နာသုံးပါးလည်းကောင်းဖို့တင်းစိတ်ထဲလည်းမေတ္တာစတဲ့တရားစတဲ့တရားလေးတွေထက်ဘိုးဘိုးကြအောင်ယူတတ်တယ်ဗျဒါလည်းငါအလှူပဲငါစေရနာငါအကျိုးပဲမှာအိုးဘုရားဝိသတိလာပဲကိုလို့ဘိုးမေတ္တာတရားပဲအချင်းမသူပို့လို့ရတာပဲအချင်းမေတုံးလို့ဖြစ်ပါတယ်ဘုရားနာတတိပဋ္ဌာန်များအချင်းမြေနှလုံးသွင်းဖြစ်တာပဲဘသူတားလို့ရတာမှမဟုတ်ပဲဒါကျွံရဲဘာလို့ပဲဟုတ်ပါမလဲဘသူဖြစ်ဖြစ်ပဲတမာတိရှိဖြစ်ရမှာပေါ့ဆိုတဲ့အတိတ်တတိလေးနဲ့အတုံးချပြီးတော့နေတယ်ဗျဘာဟာကြုံမဆိုတော့သူများဒီလိုစိတ်နဲ့ရွှေတွေမဝတ်နိုင်ပေမဲ့ငါရဲ့အတိစိတ်ဓမ္မဗုဒ္ဓဓမ္မသံဃာကပ္ပအံပွဲယရဏသုံးလုံးကိုထည့်သွင်းထားတာဖြစ်လို့ငါပါမှအားငယ်စရာမလိုလောကမှာသူများအားပေးလို့အားရှိရတာဒီကိုဟာကိုအားပေးလို့အားရှိရတာကပို့ကုန်ရှိတယ်ဗျတတ္တိရှိရလဲရောက်တယ်ဗျသူများဒီလိုစိတ်နဲ့ရွှေတွေမစင်နိုင်ပေမဲ့ငါနှလုံးသားထဲမှာဗုဒ္ဓဓမ္မသံဃာယရဏသုံးလုံးအဖို့အတန်းဆုံးယရဏသုံးလုံးရှိတယ်ငါဘာမှအားငယ်စရာမလိုဘယ်သူကိုမှလောကနည်းနဲ့ပြိုင်စရာမလိုဘူးဟဲ့ငါမှာအကောင်းဆုံးယရဏရှိတာပဲသူများလိုပိုးတွေဖယ်တွေကတိပါတွေမဝဲနိုင်ပေမဲ့ငါမှာငါပဲတိလလုံချုံစွာလွှမ်းကြုံပြီးတော့ထားနိုင်တယ်မေတ္တာတရားနဲ့လောကလုံးကိုလွှမ်းကြုံပြီးတော့ထားနိုင်တယ်ငါဘာမှအားငယ်စရာမလိုဥပ္ပကြံမဲ့အသိစိတ်ကလေးတွေပါလားဗျအဲ့လိုဆိုတော့တိုင်လုံးကလည်းချစ်ကြတာပေါ့ကြုံမဟဲ့ဆိုဟဲ့နဲ့ငေါဘလူကမငေါကြဘလူကမှအပေါ်ကြီးမပြောကြဩကြုံမဆိုတဲ့သမီးလေးတို့ပဲနော်တဲ့တိကြတာပဲချစ်ကြခင်ကြလေးစားကြညှိုးကြဗျာဒါကြောင့်မလို့အလုံးကလည်းချစ်မြောက်ကြတယ်ဗျဒီနေ့ရောက်တော့အိမ်မှာလူလည်းရှိတာနဲ့အစောကြီးထချက်ပြုတ်ပေါ်ရချက်ပြုတ်ပြီးတော့ရေလိုတာနဲ့ရေခိုက်စိတ်ရေသွားခတ်မလို့သူ့အတွက်ဝေစုရတဲ့သူကိုယ်တိုင်ကြော်လို့တဲ့ထဲကနေသူ့အတွက်ဝေစုလို့ရတဲ့ဆံကြမ်းမုံလေးအဲ့ဒါကိုယူရေခိုက်စိတ်ကြမှာပဲစားတော့မလေးဆိုပြီးတော့သွားအဲ့ဒီနေ့မှာမြတ်စွာဘုရားလည်းလောကကိုဉာဏ်မျက်စိနဲ့ဖြန့်ကြည့်လိုက်ချင်းမြောက်ထိုက်တဲ့ပုဂ္ဂိုလ်ဘုရားချင်းမြောက်ခံထိုက်တဲ့ပုဂ္ဂိုလ်ဟာဘုရားဉာဏ်တဲ့ထင်စမြဲပါပဲဗျာချင်းမြောက်မခံထိုက်တဲ့ပုဂ္ဂိုလ်ဟာဘုရားနာမှာနေပေမဲ့ဉာဏ်တဲ့ပေါ်မလာဘူးတဲ့ဗျ
ချင်းမြောက်ခံထားတဲ့ပုဂ္ဂိုလ်ဝေးကျင်တော့ဝေးပါစီဘုရားညံတော်တဲ့ထင်ရတယ်ဗျအော်မပြည့်စုံလေဘုရားညံတော်တဲ့ထင်လာပြီအနေစုပ်ပေမဲ့ရွှေထုတ်တဲ့မြတ်ဘဝတဲ့ရာတင်စားစရာလေးအနေတော့စုပ်တာပေါ့ကြော်မပဲသူများအိမ်နေရတဲ့သူများကိုမိပြီးတော့နေရတဲ့ကြော်မအနေစုပ်တာပေါ့ဒါပေမဲ့အထင်မသေးနေရွှေထုတ်တဲ့မြတ်ဘဝဗုဒ္ဓဓမ္မသံဃာအဖို့အတန်ဆုံးရွှေသုံးလုံးကိုနှလုံးသားထဲမှာလုံးကျော်စွာထည့်ပြီးတော့မှထုတ်ထားနိုင်တဲ့ရွှေထုတ်တဲ့မြတ်ဘဝမှာထုတ်ထားနိုင်တဲ့ရွှေထုတ်အများအပေါ်မှာချမ်းသာစေခြင်းနဲ့မေတ္တာစေရနာကောင်းလေးတွေထည့်သွင်းထားနိုင်တဲ့ရွှေထုတ်တဲ့မြတ်ဘဝအလုပ်တွေလို့အိုးဒါနအလုပ်ငါအလုပ်ပဲလေဒါဝိယဝိဇ္ဇတိလလေဒါကသမာဓိဒါကဝိပဿနာယုလို့ဖြစ်တာပဲသမာဓိဒါကဝိပဿနာယုလို့ဖြစ်တာပဲလို့မှန်ကန်တဲ့သမာဓိတွေအတိဉာဏ်ကလေးတွေပြင်ကိုယ်ပိုင်တရားရွှေထုတ်ပြီးရွှေရတနာများကိုထုတ်ထားနိုင်တဲ့ရွှေထုတ်တဲ့မြတ်ဘဝလို့ဘုရားကမြင်တော်မူလိုက်တော့ချင်းမြောက်ထိုက်သူတွေ့တော့ချင်းမြောက်ရတာပေါ့ဗျာအရှင်အာနန္ဒနဲ့အတူရာဇဂမျိုးတဲ့ဆောင်ခံကြမပြည့်စုံလေးချင်းမြောက်ဖို့သွားတာမလို့မပြည့်စုံလေးရဲ့ခရီးရေးဆိုင်ကြမပြည့်စုံလေးကဘုရားလမ်းဖူးရဟဲ့ငါမျက်စိကြက်တည်းရှိလိုက်တာခါတိုင်းကဘုရားနဲ့သံဃာနဲ့တွေ့တယ်လှူစရာလက်ထဲမှာမပါလို့ဘာမှမလှူခဲ့ရဘူးတခါတည်းလက်ထဲမှာစားစရာတောက်စရာလေးပါခဲ့ပေမဲ့အလူကံပုဂ္ဂိုလ်နဲ့မတွေ့ခဲ့လို့မလှူရဘူးဒီနေ့ကအကောင်းအမွန်မဟုတ်ပေမဲ့ငါစိတ်ငါတဏ္ဍာမှာငါကိုယ်တိုင်ကြော်လှော်ထားတဲ့စံချမ်းမောင်လေးပါတယ်ဘုရားဘုရားနဲ့လည်းတွေ့တယ်ပြီဘုရားသာအလူခံရတော့ငါအကုန်လှူလိုက်မယ်တထတည်းငါဘာဖြစ်လဲအရေးကြီးတာကိုယ့်ဘုကြံနဲ့တရားလုံးတာပါလားဟာအခုလိုအောက်ကြနောက်ကြဖြစ်နေတာတန်တရားမှာကုသိုလ်နဲ့တူအောင်မလုပ်ခဲ့လို့ရှိမှာပေါ့ကုသိုလ်ဟာပြုခွင့်ကြုံတော့စိတ်ပါလဲပတ်တက်ကြောတက်တန်တန်လောက်တာပဲကောင်းတယ်လေဆုံးဖြတ်ဘုရားနာတော့ဆံကြမ်းမောင်လေးလှုပ်ခါဆံကြမ်းမောင်လေးကိုလှူတယ်အလှခံတော်ဘုရားဘုရားလို့ကြောက်ထားပြီးတော့လှူတဲ့ဘုရားကလည်းအလှခံလိုက်တယ်ဝန်တာလိုက်တာဗျာဩမြတ်စွာဘုရားငါလိုကြုံမအရေးအတွက်ထားတယ်နော်ဝန်တာလိုက်တာကြည်နူးလိုက်တာမြတ်စွာဘုရားဟောဒီဆံကြမ်းမောင်လေးဟာအကောင်းအမွန်လည်းမဟုတ်ပါဘူးဗျညံ့ညံ့ဆာဆာလည်းမဟုတ်ပါဘူးဗျဒါပေမဲ့တပည့်တော်မကိုယ်တိုင်ကြော်လို့ထားတဲ့အဆက်ဆက်စင်စင်ကြဲကြဲရတဲ့ပစ္စည်းပါဗျာတပည့်တော်ချင်းတော်အပြင်လူခံတော်မူပါဗျာတရားဒီတော်ဤဆံချမ်းမောင်လေးလူရတာရှိလို့မဟုတ်ပါဗျာတိလို့ပါဗျာဒီရောကျုပ်ကလည်းရှိဖို့တည်းတိဖို့ပါဗျာဒီပစ္စည်းလူရတဲ့ကြောင့်ပစ္စည်းတွေပေါ်ပြရခြင်းတထေးကြီးဖြစ်ပြရခြင်းဆိုတာတဲ့တပည့်တော်မှာလိုချင်တာကရှင်တော်မြတ်ဘုရားများထိုးထွင်းတည်ပြီးတဲ့သစ္စာလေးပါအမှန်တရားကိုသာထိုးထွင်းတည်ခြင်းနဲ့ဗျာတန်တရားမှာမရှိတာတဲ့မသိတာကခက်ပါတယ်ဗျာဒီတော့မှခုလိုကြုံမကြီးဖြစ်နေရတာကလည်းတန်တရားမှာမရှိတာဒီမသိတာခက်ခဲလို့ပါဗျာကြုံမဆိုဘုဒ္ဓတာရှိတယ်ဗျာကြုံမဆိုးပေမဲ့အတုတာလေးရရှိတယ်ဗျာဒါကြောင့်မြတ်စွာဘုရားကိုလူတယ်ဗျာဘုရားကလည်းသစ္စာလေးပါဥပဒနာတရားပြတရားဟောတယ်ဗျာတရားဟောတော့မပြည့်စုံလေးခန္ဓာဉာဏ်ဆိုင်ဥပဒနာပွားရင်တရားနာတယ်ဒါနာလည်းသူနာရပြီဒီလာကလည်းရပြီသားသမာဓိရလည်းတရားနာရင်ရနေပြီပေါ့ဗျာဥပဒနာဆောင်အားလည်းကိုယူနေပြီဗျာဥပဒနာဆိုတာအရာစကားနဲ့ပြောရင်ခန္ဓာ TV ဖွင့်ကြည့်တာခန္ဓာဗီဒီယိုခွေကြည့်တဲ့ဖွင့်ကြည့်တာဗျာနေ့စဉ်ကိုယ်ခန္ဓာ TV နဲ့ဖွင့်ကြည့်ဖို့လိုလိမ့်မယ်ဗျာလောက TV နဲ့အချိန်ဖြုံးနေလို့ဖြစ်မှာမဟုတ်ဘူးဗျာကိုယ်ခန္ဓာပါရှိတယ်ဆိုတာလည်းကြည့်ဖို့လိုလို့မှာဗျာမပြည့်စုံလေးက TV ကြည့်တတ်တယ်ဗျာကိုယ်ခန္ဓာ TV ကိုယ်ခန္ဓာရုပ်မြင်နံကြားစက်ကြီးဖွင့်ကြည့်တယ်ဗျဥစဉ်တို့အကြောင်းကိုဟိုးစမ်းကြောင်းပဲကတောင်မကြီးတယောက်ရောက်လာရောက်တယ်ရှင်ပြတပည့်တော်အချို့အကြောင်းရောက်တော့တချို့အကြောင်းတွေ TV တွေရှိတယ်ဗျအရှင်ဘုရားတို့အကြောင်းကို TV ရှိသလားဗျရှိတယ်တက္ကမကြီးဥစဉ်တို့အကြောင်းမှာ TV ကအလုံး150ကျော်ရှိတယ်များလာကြည်လားဗျများဆိုတကားတစ်လုံးစီကြည့်တာဘုန်းတက္ကမကြီးရဲ့ဘယ်တော့များတဲ့ TV ဘယ်သူကလှူတာလဲဗျအိုးကိုဘုန်းကိုကံနဲ့ရတာလေဘုရားဝတ်တဲ့ပြီးရဲ့နေတာကဲဦးဇင်းတို့ကိုရင်တို့ TV ကြည့်ကြမဟိဖွင့်ကြတော့ခါရတင်မလင်းချက်မျက်စိမှိတ်ပြီးခန္ဓာဉာဏ်ဆိုင်ကြည့်ကြတော့တာဒကမာကြီးအော်အဲ့ဒီ TV လားဗျဟုတ်တယ်ဒကမာကြီးအဲ့ဒီ TV ပြောတာလောက TV ပဲကြောင်းတဲ့အဝင်ခံလို့မလဲဒကမာကြီးသာသနာ TV ပဲကြည့်ခိုင်းရတာပေါ့ဒါကြောင့်အဲ့ဒီယုံနာခန္ဓာရှိ TV ကတော့နေတဲ့အကြည့်ခိုင်းရတာဗျမင်းတို့ကွာ
စာလေးတွေဒီတိုင်းနေလို့မဖြစ်သေးပါဘူးစာကညွှန်ပြတာလို့စာကြည့်စမ်းပါအောင်ကွာဒီရင်ဒီချိုးတဲ့လူတွေများပြောတန်ကြားရင်းနဲ့ချိုးလို့မဖြစ်သေးဘူးကွာပန်းဒီချိုးတဲ့လူတွေများပြောတဲ့အချိုးနဲ့မဖြစ်သေးဘူးကွာဘယ်လိုချိုးတယ်လဲကွာစားအောင်မှဖြစ်မှာကွာတရားဒီတော်လူပေါင်းတဲ့လူပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေကြတော့တရားကိုနှိုက်ပြီးတော့မှသူတို့အနှစ်တွေထုတ်ကုန်ကြပြီနော်တို့တာလည်းနဲ့တကယ်တည်းစာရီပေတွေနဲ့နေပြီးတော့မှအခွန်ကြီးအချိန်ကုန်နေဟဲ့ရှက်စရာကောင်းတယ်ကွာအာမရေဘူးကြီးချက်ထားပြီးဘယ်နဲ့ကွာရေငတ်တော့ဒီတိုင်းပြီးပေးကနေညနာဘောကွာရေဘူးခါချက်တာတော့မှဖြစ်မှာပေါ့အဲ့လိုနဲ့နေတန်းလဲ TV တွေဖွင့်ပေးရတယ်တက္ကမကြီးတို့အဲ့လိုပြောရတယ်ဗျဒါကြောင့် TV လဲခန္ဓာ TV လဲနေတိုင်းဖွင့်ကြည့်ရမှာအစမတန်တရားဝရိယချိုးကန်ညောင်ဆွဲလာခဲ့တဲ့ငါဆွဲတွေငါဟာဆွဲတွေခန္ဓာတဲ့ပါကိုပါလိုလားဟဲ့နေတိုင်းသာသနာမျက်လုံးလေးတက်ကြည့်ရတယ်ဗျမပြည့်စုံလေခန္ဓာ TV ဖွင့်ကြည့်နေပြီခန္ဓာဗီဒီယိုကြီးဖွင့်ကြည့်နေပြီခန္ဓာရုပ်မြင်နှံကြားဆက်ကြီးဖွင့်ကြည့်နေပြီပြပြီဗျာ TV ကကျွန်တော်တို့မှာရုပ်ပဲရှိပါတယ်ခင်ဗျာနာမ်ပဲရှိပါတယ်ခင်ဗျာခန္ဓာပဲရှိပါတယ်ခင်ဗျာငါတို့ငါဟာတို့မပါပါဘူးခင်ဗျာဒါကပါဇက်ကပြောတဲ့စကားပါခင်ဗျာအထင်းနဲ့ပြောနေတာပါခင်ဗျာကျွန်တော်တို့မှာယုံနာခန္ဓာပဲရှိပါတယ်ခင်ဗျရှိသလိုအကြောင်းရှိသလိုအကြောင်းရှိတဲ့ကြောင့်အကြောင်းရှိသလိုဖြစ်တန်တခြင်းလေးတွေစီပြက်တိုင်းနှိမ့်ဆက်ဆိုင်ခွင့်နာပြအပိုင်ပေတာတခုမှမပါပါဘူးခင်ဗျဆိုင်ခွင့်ဝင်ဆိုင်ခွင့်နဲ့ကျင်းတဲ့ပါခင်ဗျအပိုင်တော့မတောင်းပါနဲ့ခင်ဗျပိုင်ခြင်းရင်ပိုင်ခြင်းတော့ငိုရပါလိမ့်မယ်ခင်ဗျဆိုင်တော်လေးသုံးပါခင်ဗျခန္ဓာ TV ဖွင့်ကြည့်တော့ပြပြီပဲသူက TV ဖွင့်ကြည့်တော့တရင်မှန်ထုတ်လွှင့်လိုက်ပြီးတဲ့ယုံနာရှိတယ်ငါဟာမပါဘူးတရင်မှန်တည်သွားပြီအနိစ္စဒုက္ခအနတ္တတရင်မှန်တည်သွားပြီ TV ကြည့်လို့ဗျာမကြည့်တဲ့ပုဂ္ဂိုလ်ပဲသိတယ်မလို့အမျက်ဆုပ်ကန်ထားပါလေဆုပ်ကန်ထားလေခန္ဓာကိုယ်နဲ့ဆန္ဒတွေလွတ်သွားလေငိုရလေပူရလေကြောက်ရလေလန့်ရလေအားငယ်ရလေဖြစ်မှာပေါ့ဗျာဒါကြောင့်အားရှိအောင်အာမတလို့မှကိုမလျှော့ရပဲလက်တဲ့အခါမှာကိုယ်ပိုင်တရားကိုဖို့ကြမယ်တရားဆုံးအားတွေလက်တဲ့ကြောင်လဲခန္ဓာအရှိတွေလည်းကြည့်ရမှာပေါ့အဲ့ဒါနဲ့မပြည့်စုံလေခန္ဓာ TV ဖွင့်ကြည့်လိုက်တာအမှန်သိသွားပြီဥပဒနာဉာဏ်လေးရင်တရားလဲပြီးတော့သောတာပန်ဖြစ်သွားတယ်ဗျာကိုဖို့ကြံတယ်ဗျခုနကတထေးမကြီးရတော့ကိုဖို့မကြံဘူးဗျာကျွမ်းမလေးကအတိကလည်းဥတော့ကိုဖို့ကြံတယ်ဗျာနောက်ပိုင်းတော့တထေးရလည်းရှိနှုတ်တာပါပဲစီးပွားလည်းတက်သွားတာပါပဲဗျအဲ့လိုဆိုကိုဖို့ကြံတဲ့တရားတွေကိုရံကင်းမြို့နယ်15ရပ်ကွက်နှစ်ချက်ရှိသူဓမ္မယုံတော်မှာပေါင်းသူတော်ကောင်းတွေဘာတော်လုံးလာပါရုံလည်းကုသိုလ်တွေယူလို့အများကြီးရကြပါရဲ့ဗျကတ္တပုံညတပြုအပိတောကမှုရှိသည်၏ဖြစ်ကောကတ္တပုံညတအတိမံကံကိုဖို့ကြံ၍ဧကံထူးဆန်းကောင်းမှုသံကိုတဏိတဘယအစရှိကုန်သောပညာရှိသူတော်ကောင်းတို့သည်တတန်တန်တေကောင်းစွာမသွေချီးမွမ်းတော်မူကြလေကုန်သတည်းကဲတဏှာဤပြီပါရဲ့ဗျဤတို့ရတိမင်္ဂန်ကိုဖို့ကြံတရားကြံနိုင်ကြတဲ့ဓမ္မသဝနာမင်္ဂလာနဲ့ကောင်းမှုဆောင်အမြတ်တရားပြည်ကြောင့်ဘေးရန်ဒုက္ခတင်လူရင်းကြ၍ကောင်းကျိုးချမ်းသာမြတ်ကြီးဘတ်တို့တည်းပြည့်စုံကြပြီးကျမ်းကျမ်းမာမာပြောပြောချင်းချင်းအကုစေကောင်းမှုကိုပန်တရားတိုးပါအောင်ကျိုးစားနိုင်လေကြလျက်တဘဝလုံးတရားဆောင်အဖြစ်တည်ငြိမ်ရဲ့ကျအေးချမ်းစွာနေနိုင်ကြပြီးဆေယခတင်လူရင်းရအသင်္ကတတနိဗ္ဗာန်မြောက်ကိုလက်ကူသောအကျင့်လင်းမြတ်သောအတ္တိဉာဏ်ဖြင့်အရဟတဖို့ပေါမျက်မှောက်ပြုလွယ်ရလွယ်နိုင်ကြပါစေကုန်သတည်း